တယောက်ရဲ့ရစ်တာဆိုတာဖွင့်ရွှေလေးမရှိကြပေမဲ့တိတ်ကိုနဲ့ဆိုင်လို့တစ်ခါတလေတတိထားမိဖို့တော့ခက်ခဲနေတတ်ပါတယ်ဒါပေမဲ့ပင်ပန်းမှုတွေဖုံးဝယ်ထားတဲ့နေ့စဉ်ဘဝရဲ့နောက်ကမှာတော့ကျွန်တော်တို့ဖခင်တွေဟာသားသမီးတွေရဲ့နာဂလေးတွေလုံခြုံဖို့တတိုင်းကြီးတစ်ပွဲအမြဲတမ်းမမရက်တည်ပေးနေတာပါဖေကငယ်လေးကကိုလုံးချင်တာခဲလုံးတင်တာကိုလုံးနိုင်အောင်ပတ်မိုးပြီးခဲ့တယ်ပြီးတော့ဖေကညီမလေးစဉ်ဘောလုံးသမားတယောက်ဆိုတော့အသင်းအဖွဲ့နဲ့အတူပူးပေါင်းဆောင်ရွက်တတ်တဲ့အားစားစိတ်တဲ့ရှိအောင်ပြုစုပြောင်းပေးခဲ့တယ်ဒါပေမဲ့ငယ်ကကြတော့ဖခင်တယောက်ရဲ့မြစ်တာကြီးမားပုံတန်ဖိုးထားအောင်လည်းမသိခဲ့ဘူးကိုယ်တိုင်အဖေတယောက်ဖြစ်လာတဲ့အခါကျတော့မှအဖေရဲ့ငယ်တုန်းကကိုရီပေါ်မှာအနစ်နာခံဆောင်ရွက်ပေးခဲ့တာတွေနားလည်ပါရဲ့ဒါကြောင့်မလို့အဖေကိုညီရတဲ့ပုံပြီးယူဆိုင်မယ်ဖေကိုချစ်တဲ့အကြောင်းကိုမရှက်ဖဲနဲ့အမြဲတမ်းပြောနိုင်အောင်ကြိုးစားရင်ကိုယ်တိုင်လည်းအဖေလိုပဲတာသမီတွေဂုဏ်ယူရတယ်ဖိုင်အောင်တယောက်ဖြစ်အောင်နေသွားပါမယ်ငယ်လေးကအဖေကညီမတို့အမြဲတမ်းရင်ဖွင့်တိုင်ပြလို့ရတဲ့ best friend လိုမျိုးအပြင်လောကမှာဘယ်လိုပဲပြဿနာတွေကြုံရအဖေကိုဖုံးဆက်ပြီးတော့တိုင်ပြလို့ရတာကလည်းဆုလက်ကောင်းတစ်ခုပါပဲဒီဘာမှမပြုတော့အဖေကြီးလွှဲပေးလိုက်ပြီလားအဖေတန်ကြီးကြားလိုက်ရရုံနဲ့အရာအားလုံးကလုံခြုံနေထွေးသွားလို့ပြဿနာအားလုံးပြည့်တယ်သွားတယ်လို့ခံစားလိုက်ရပါတယ်ကျွန်တော်ရဲ့ဖေဖေကစကားတွေနဲ့ချပြပြီးတော့ချစ်တတ်တဲ့လူမျိုးတော့မဟုတ်ပါဘူးခင်ဗျဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကိုလူတော်လူကောင်းတွေပညာတတ်တွေဖြစ်လာအောင်အမြဲတမ်းတုံ့ပြန်ဆုံးမပြီးခဲ့တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်အဖေတယောက်ဖြစ်လာတဲ့ခါမှာလည်းဒီအဖေရဲ့ချစ်ချင်းမြတ်တာတွေကျေးဇူးတရားတွေကိုပို့ပြီးတော့မှနည်းနည်းချက်ချင်းသိရှိနားလည်လာပါတယ်ခင်ဗျဆိုတော့ဒါကြောင့်ကျွန်တော်ရဲ့သားလေးကိုကျွန်တော်အနေနဲ့ပို့ပြီးတော့မှနှွေးထွေးမှုရှိတဲ့ဖခင်ကောင်းတယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားသွားမယ်နောက်တစ်ခုကလည်းကျွန်တော်ရဲ့သားတဲ့ဒီလူတော်လူကောင်းတယောက်ဖြစ်အောင်လို့ကျွန်တော်အနေနဲ့အကောင်းဆုံးအခွင့်အလမ်းတွေကိုပံ့ပိုးပေးသွားမှာဖြစ်ပါတယ်ဟုတ်မြေ